ကဲအားလုံးကကျွန်တော်တို့ WG ခွဲရမော်လိုက်ပြပါတယ်အခုကျွန်တော်တို့ကနော်စီကိုဝင်းမှာဒီလောကမှာရောက်30ကျော်ပြီပါပေါ့နော်လောကမရရှိလို့ကျွန်တော်ဒီနေ့နေ့ကတော့ဒီကမှာလာရောက်ပြီးတိုင်ကြားထားတာပေါ့နော်2025 4လပိုင်းဒီရက်နေ့ကျွန်တော်ဒီကမှာလာရောက်တိုင်ကြားရနော်လာရောက်ပြီးတိုင်ကြားတာကျွန်တော်လောကကအကုန်လုံးပြန်ရရှိသွားတယ်ပြန်ရရှိသွားတယ်ပေါ့နော်ဘယ်နည်းရရှိတာ28ရက်နေ့ပြန်ရရှိသွားတယ်နော်အဲ့တော့ဒီလောကမားရဲ့အနေနဲ့ပေါ့နော်ကျွန်တော်တို့ WG ခွဲကလာရောက်ပြီးဆောင်ရွက်ပေးတာရောဘယ်လိုစီထဲမှာရှိလဲတက်ပါတယ်အားရတယ်ဒီလိုမျိုးရှိတော့ပါအဲ့ဒါဆိုရင်ခုဒီစာရွက်စာတမ်းကိစ္စတွေရောသိပြီးသွားပြီလားဒါဆိုရင်ကျွန်တော်တို့ဒီလောကကလည်းကျွန်တော်ရရှိသွားပြီကျွန်တော်စာရွက်စာတမ်းကိစ္စတွေပြီးသွားတဲ့တော့ပေါ့နော်ဒါကျွန်တော်တို့ဒီနေ့ပေါ့နော်ဒီ28ရက်နေ့ကကျွန်တော်အခုပိတ်လိုက်ပြီပေါ့နော်ဟုတ်ကဲ့